အားလုံးပဲမင်္ဂလာရှိတဲ့ညာချမ်းလေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါကိုလင်းရေတဲ့မင်္ဂလာပါမောင်လေးရေတဲ့မင်္ဂလာကဲကျွန်တော်တို့တွေဒီညနေရဗျာနော်34ဆိုလဲမိုက်တယ်35ဆိုလဲမိုက်တယ်36ဆိုလဲမိုက်တယ်ဗျာ39ဆိုလဲမိုက်သေးတယ်နော်33နဲ့ဗျာလာဘူးပါနော်မင်္ဂလာညချမ်းမှာသားတယ်မင်္ဂလာပါရေးတိုင်းတစ်ခါမဖတ်ဘူးတဲ့ဖတ်ပေးလိုက်ပါပြီကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါကဲကျွန်တော်8နာရီထိုးလိုက်လို့မပြောထားဘယ်သူတွေရှိလဲเนาะမနက်ကကျွန်တော်ဗုဒ္ဓဦးနေလေးကိုထပ်ဖြုတ်မယ်ဗျာเนาะမင်္ဂလာပါကိုတဲ့မင်္ဂလာပါကဲမင်္ဂလာပါသူတွေနောက်ကျနေတယ်ကျွန်တော်တော့နောက်မကျဘူးเนาะကျွန်တော် live လွှင့်မှာညဘက်ဆို8နာရီနေ့ကင်းဆို2နာရီเนาะကိုလင်းရဲ့ live လွှင့်ချိန်ဒီညဆိုရင်8နာရီနေ့ကင်းဘက်ဆိုရင်2နာရီเนาะည8နေ့ကင်း1ကိုလင်းရဲ့အများနဲ့အားပေးနေရနော်ဟုတ်ကဲ့ပါမင်္ဂလာပါညီလေးမင်္ဂလာပါဗျကိုကြီးထွန်းစောလင်းမင်္ဂလာပါကိုလင်းရဲ့မင်္ဂလာပါရှိတယ်ဟုတ်ကဲ့ပါကဲဘယ်သူတွေနောက်ကျနေလဲကိုလင်းရဲ့အများနဲ့အားပေးနေရနော်ဟုတ်ကဲ့ပါမင်္ဂလာပါကိုကနန်း9လုံးဆင်းသွားပြီเนาะ9ရဲ့6ရဲ့9ရဲ့ပဲကျန်တယ်เนาะကနန်း9လုံးဆင်းသွားပြီโอเคပါ channel လေးကိုအခုကိုလေးကိုတွေ့ပြီမလားကိုမျိုးမြင်ပြီမလား channel ကို subscribe မလုပ်ရသေးရင် channel လေးကို subscribe နှိပ်ပေးထားပါဟုတ်ပြီလားကိုလေးအခုတွေ့ပြီမြင်ပြီဆိုရင်เนาะကျွန်တော်ကတော့လာမယ့်ပတ်ကိုလည်းကျွန်တော်ဖွဲ့ဝင်တွေကိုကျွန်တော်အခွေနဲ့ပဲသွားမှာပဲเนาะဘာဖြစ်လဲအေးစေးတတရာပဲဟုတ်တယ်မလားအကွက်နဲလေ okay လေပဲเนาะပတိဆိုတာများတယ်เนาะပတိဆိုတာများတယ်အခွေရကြတော့နဲတယ်เนาะအကွက်နဲလေ okay လေပဲဒီဘလက်ကနန်း10လုံးအကုန်ချမှာလားအခွေပဲယူမယ်ဟုတ်ကဲ့ပါအခွေပဲပေးမှာပါကဲအားလုံးပဲမင်္ဂလာပါသူတွေနောက်ကျနေလေဗာဒီညနေ33မပေါက်လို့လား33မပေါက်လို့လားလိုက်ကြိုင်းမလို့နော်ခဏပဲလွတ်မှာဘွဲဝင်ဘတော့ပြန်ခေါ်မလဲတဲ့ကျွန်တော်ကြာတာပရင်းနေခင်းဆိုပြန်ခေါ်မှာပါနော်ကြာတာပရင်းနေခင်းလောက်ဆိုတော့လာမယ့်ဘက်ကိုကျွန်တော်ဖွဲ့ဝင်ပြန်ခေါ်မယ်ပေါ့နော်ကိုလင်းရဲ့သားဘယ်တန်းတက်ပြီလဲမတက်သေးပါဘူးကျောင်းမတက်သေးပါဘူးငယ်သေးတယ်ဗျ3နှစ်စွန်းပဲရှိသေးတယ်3နှစ်ပဲရှိသေးတယ်ဆိုတော့ထားသေးဘူးခွေပဲကောင်းပါလေကိုလင်းရေဟုတ်ကဲ့ပါအခွေကရှုံးရင်နဲတယ်တဲ့ညံ့ရင်ပူရတယ်အဲ့ဒါကိုပြောတာလေကျွန်တော်ပေးလာတဲ့တောက်လျှောက်အခွေပေးတာဘယ်နှပတ်လဲ9ပတ်လောက်ရှိတယ်
9ဘက်မှာတစ်ချိန်ပဲဖောက်တယ်ပေါ့နော်9ဘက်6ဘက်လောက်ရှိတယ်ကျွန်တော်ပေးတာအခွေကိုလေတစ်ချိန်ပဲဖောက်တယ်မစိုးဘူးလေဟုတ်တယ်မလားအမြဲတမ်းကြီးတော့လေထွက်မဲ့ကနန်းသိနေရလူတွေမှမဟုတ်တာဟုတ်တယ်မလားအမားနဲ့အမှန်ဆိုအမှန်များနေဖို့ကအရေးကြီးတယ်အမှန်များမှလည်းကိုယ့်အတွက်ကโอเคပါလေဟုတ်တယ်မလားမန်လေးတွေကြော်ပြောတဲ့မေးရတာမောတယ်နော်ဟာဗါလဲရကျွန်တော်ဖတ်ပေးနေပါတယ်ကျွန်တော်ဖတ်ပေးနေပါတယ်စကားပြောရတဲ့တိုက်ဆိုင်သွားလို့ဖြစ်မှာပါမင်္ဂလာပါကိုလင်းရဲ့ကျမ်းမာပါစေဟုတ်ကဲ့ပေးတဲ့ဆုနဲ့ပြပါစေအားလုံးပဲမင်္ဂလာပါဝင်လာပြီဆိုတော့ channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe နှိပ်ပေးထားပါနော်ကိုလင်းကိုအခုတွေ့ပြီမြင်ပြီဆိုရင် channel ကို subscribe မလုပ်ရသေးနှိပ်ပေးထားနှိပ်ပေးသားတွေကလည်းလက်မလေးဖေးလို့ရအသေးလေးတွေပေးလို့ရနော်ငါးမြင်သေးလားတဲ့ဖော်မှာလည်း9000မို့ရငါးမြင်သေးလားဆို9000ဗုဒ္ဓဦးနှစ်ထိတော့လောက်ပေါ့ဟုတ်တယ်မလားကျွန်တော်အခွေဆက်ထိုးမှာပါအဖွဲ့ဝင်တွေအခုအခွေရတကောထွက်ပြီးပြီကျွန်တော်ထပ်ထွက်အောင်မယ်ထင်တယ်နော်ထပ်ထိုးမှာပါအခွေရတော့နော်ကျွန်တော်ထုတ်ထားအခွေကျွန်တော်ကိုယ်တိုင်လည်းထပ်ထိုးမှာဖြစ်တဲ့မို့ကျွန်တော်ကြည့်ရှုနေတဲ့အခွေအဖွဲ့ဝင်တွေလည်းကြိုက်ရင်ထိုးမကြိုက်မထိုးနဲ့နော်ဒီဘက်ကဗရိတ်ပေးတာဗရိတ်ထွက်တယ်ဗရိတ်အခုကဗရိတ်ပေးတာဗရိတ်ထွက်တယ်ကျွန်တော်အခွေထွက်တယ်နေတိုင်းဆိုလည်းဒါတင်ခွက်ပေါ့နော်โอเคတယ်ကဲဝင်လာမယ်ဗျဘသူတွေနောက်ကျနေလဲနောက်ပါနဲ့ဘာကဝင်လာမယ်ဗျာဝင်လာမယ်ဗျာလိုင်းမော်တွေမှာလဲနော်လိုင်းမော်တွေမှာဆရာကြီးဆရာမကြီးဆရာမဟုတ်ပါဘူးဆရာကြီးတွေများနေတယ်ဗောနော်ဟုတ်တယ်ဇာဇာကြီးဒီလိုပါပဲအနက်ကလည်းတင်ခွက်ပဲဟုတ်ကဲ့ပါကြံပွဲတွေမှာတော့နောက်တဲ့ကြံတဲ့6ပွဲမှာတော့ထပ်ပြီးအကောင်းဆုံးတော့ထပ်ကြိုးစားပေးပါမယ်ဗျာညနေကလည်းဩခွက်မီးရမှာညနေကလေ3-4တင်ခွက်ပဲ3-6တင်ခွက်ပဲ3-9ဆိုရင်ဩခွက်နော်3-9ဆိုရင်ဩခွက်3-4ဆို main တင်ခွက်3-6ဆို main တင်ခွက်နော်3-5ဆိုရင်ဒါ free party လည်းထွက်သေးတယ်နော်3-3နဲ့ဗျာဘာပြောလို့ပြောရမှန်းမသိတော့ main ခွက်လောက်ပါအောင်နဲ့ဟုတ်ကဲ့ပါကျွန်တော်အကောင်းဆုံးစူးစမ်းပေးနေပါဒီညနေလွန်နေလေဗျာ3-3နဲ့3-4နဲ့ဟာပထမ3-6ကြီးနဲ့အိုးအေးဆေးပဲဒီညနေတင်ခွက်ထပ်မိပြီထင်တာဒီလိုပါပဲဗျာဒီလိုပါပဲသူတို့လဲလုံနေကြတာပေါ့ဗျာသူတို့လုံတဲ့တော့သူတို့လုံစူးစမ်းနေကြတဲ့လူတွေပေါ့နော်မင်္ဂလာပါရှင်မင်္ဂလာပါကဲဝင်လာမယ်နော်မြန်လေးဝင်လာမယ်ကျွန်တော် live အကြာကြီးမလွင့်ဘူးခဏပဲလွင့်မှာဖြစ်တယ်မြန်လေးဝင်လာမယ်7 နာရီကျွန်တော်ညဘက်ဆို7 နာရီနေ့ခင်းဘက်ဆိုရင်2 နာရီအဲ့ဒါမှတ်ထားနော်ညဆိုရင်7 နာရီနေ့ခင်းဆို2 နာရီကျွန်တော်ကိုလင်းရဲ့ live လွင့်ခြင်းဟုတ်တယ်3-6ဆိုညနေကမိုက်တယ်ဗျာညနေကတော့3-6နဲ့ပြီးမယ်ထင်တာအမှန်တိုင်းပြောတာဒါပေမဲ့3-6ကနေ30ပြောင်းတယ်ဒါပေမဲ့30နဲ့မပြီးဘူးဆိုတာကျွန်တော်သိတယ်30နဲ့မပြီးဘူးဒီကနန်းတစ်ခုပြောင်းမယ်ဆိုတာကျွန်တော်သိတယ်ဒါ3-3တော့မထင်ဘူးဗျာဒါတကယ်ပြောတာကျွန်တော်ကမနက်8 ပြိညနေ8 ပြိရိုက်မယ်ထင်တာညနေက3-6ကနေ30ပြောင်းသွားတော့ကျွန်တော်က30နဲ့မပြီးဘူးဆိုတာကျွန်တော်သိတယ်အနည်းဆုံးတော့3-5ပြောင်းမယ်ကျွန်တော်ထင်တာဘာလို့လဲမနက်8 ပြိညနေ8 ပြိကျွန်တော်ရိုက်မယ်ထင်တာနော်3-3နဲ့ဘာပြောလို့ပြောမှန်းမသိတော့နော်ခုလို live လင်းတော့အားရှိတယ်တဲ့ဗီဒီယိုတင်တာခံစားချက်မတူဘူးဟုတ်ကဲ့ပါလွင့်ကျင်တာပေါ့ကျွန်တော်လည်းလွင့်ကျင်တာပေါ့
တွင်းကျင်တဲ့အကောင့်တွေပြတ်တယ်နောက်တစ်ခုကကျွန်တော်အရင်လိုနာမည်မကြီးကျင်တာရယ်နော်အဲ့ဒါကြီးကြောင့်ကျွန်တော် live မလွှင့်တာနောက်တစ်ခုကတော့အဓိကတော့ကျွန်တော်အလုံးမာရတာပေါ့နော်အလုပ်တွေရှိတာနဲ့ကျွန်တော် live ကိုမလွှင့်ပြနိုင်တာအခုတော့ကျွန်တော် live လွှင့်နိုင်အောင်ကြိုးစားတယ်အခုအချိန်လေးတော့ကျွန်တော်ပြောင်းလွှင့်တယ်လေနော်လွှင့်ပေးနိုင်အောင်ကျွန်တော်ကြိုးစားပေးနေပါတယ်မနက်ကဆိုရင်တော့မနက်ကဆိုရင်တော့ဒါဗရိတ်တူဗရိတ်လားမသိဘူးမနက်ကဗရိတ်တူဗရိတ်မဟုတ်ဗရိတ်တူဗရိတ်လားဟုတ်လားဗရိတ်တူဗရိတ်လားမနက်ကထိတ်တူဗိတ်တူလားမသိဘူးမနက်ကလားခဏလေးကျွန်တော်ကြည့်လိုက်မနက်ကထိတ်တူဗိတ်တူပါဟုတ်တယ်မနက်ကအဲ့မနက်ကတာအဘူးစင်းမယ်ဆိုရင်တော့တော့လက်ခံလို့ရတယ်ညနေကကျတော့ဘာမှမဟုတ်ဘူးညာနော်အဲ့ဒါကျတော့ကိုလေးကိုနှစ်ရိုက်သွားနော်ညနေကတဲ့ညီကိုပါဝါမလို့အဘူးလာတာပါအေးပေါ့ဟုတ်လဲဟုတ်မှာပေါ့ဗျာအားလုံးမင်္ဂလာပါမင်္ဂလာပါလက်မလေးမနေရသေးရင်နှိပ်ထားမယ် channel လေးကို subscribe မနေရသေးတဲ့သူတွေက channel လေးကို subscribe ပေးထားနော်အမှန်တိုင်းပြောရမယ်ဆိုရင်တော့နှလုံးဒီကအရင်လိုမဟုတ်တော့ဘူးသိလားအရင်လိုဆော့လို့မကောင်းတော့ဘူးနော်အမှန်တိုင်းပြောတာဒါနားလေလူတွေသိတယ်နားလေလူတွေနည်းနည်းပါးနားလေလူတွေသိတယ်တိတ်မရိုးရှင်းတော့ဘူးဗျာနော်ဒိုင်အတွက်ကိုအရန်ကြည့်တယ်နော်ဒိုင်အတွက်ကိုအရန်ကြည့်တယ်နော်တွေ့ရကြပြီနော်တဲ့အားပေးနေတဲ့ကိုလင်းဟုတ်ကဲ့ပါကျွန်တော်ရိုးရှင်းပါလေကျွန်တော်တနင်္လာနေ့အဘူးထွက်ကျွန်တော်နောက်ပွဲတော့အဘူးကစ်ပြီကျွန်တော်ကျန်တာဆိုကျွန်တော်အဘူးတော်တော့မထိုးဘူးလို့ကျွန်တော်နေခင်းနေအောင်ပြောသေးတယ်ဟုတ်တယ်ဒေါခင်မြတ်တွေအဲ့လိုဖြစ်နေဘယ်လိုပြောရမလဲဆိုဒီကတော့မလုပ်ဘူးဆိုရင်အကုန်မလုပ်ခွင့်နေရမှာနော်မထိုးဘဲနဲ့နေလိုက်ရင်ဘယ်ဒီတိုင်းနေဘာလို့ရမှာနော်အဲ့ဒီဗရိတ်အုပ်ချင်လို့ရှိရင်လေဘယ်သူမှမထိုးဘဲနေအဲ့လိုလုပ်လိုက်ရင်ပဲဒီဗရိတ်ကအုပ်တာပေါ့မိုက်ပါဦးဗျာဒိုင်အတွက်တည်းပဲလုပ်နော်ခါရနဲ့ပျော်တော့ညံလေးသုံးပြီးတော့လုပ်ကြပါဗျာစွတ်မလုံးနဲ့ပေါ့နော်ကိုလင်းကဒါအရင်အမြဲတမ်းသတိပေးတယ်စွတ်မလုံးနဲ့နော်ဘာကြောင့်လဲဆိုတော့ခေါင်းသုံးမှရမယ်ဂျိုးမထိုးမှရမယ်အရင်လိုတိတ်ပြီးတော့မာယူရဲ့မဆန်ကြတော့နဲ့နော်ဒီကတော့ညီကိုပါဆိုအဘူးကိုလင်းဟုတ်ကဲ့ကျွန်တော်မှတ်ထားပါမယ်ကျေးဇူးပါအခုလိုနဲ့ပါနော်တရားနဲ့တရားဒီလိုလေးတိုင်းမင်းနဲ့ဆိုရင်တော့နောက်ဆိုရင်တော့ကျွန်တော်သတိထားပေးပါမယ်နော်အခုက9ရဲ့6ရဲ့9ရဲ့ကျန်းနေတယ်ကနန်း9လုံးဆင်းသွားပြီတနင်္လာအင်္ဂါ2ရက်ထဲကိုကနန်း9လုံးဆင်းတယ်နော်ဒီဘက်ကကနန်း9လုံးဆင်းမှာမသိဘူးနော်
ညနေကကျွန်တော်အမှန်တမ်းပြောကျွန်တော်36ကိုတော်တော်ကြိုက်တာ36နဲ့34ကိုတော်တော်ကြိုက်တာကျွန်တော်နည်းနည်းများသွားနေခင်ကက်လိုက်တာကျွန်တော်နည်းနည်းများသွားနေခင်ကက်တာလေအဲ36နဲ့34ကိုတော်တော်ကျွန်တော်ကြိုက်တာဟို61ကိုကျွန်တော်နည်းနည်းပဲယဉ်တာပါပြင်မှာ36နဲ့34ကိုတော်တော်ကြိုက်တာโอเคဝမ်းသာပါတယ်ဖြူနှင်းဝေဝမ်းသာပါတယ်ဟုတ်တယ်မနက်ဖြန်တိုင်းနေပိတ်တော့မယ်တဲ့ကြံသုံးလုံးအဲ့လိုပဲဒီကောင်တွေကအဲ့လိုသူတို့ထိမှတိတ်ကြောက်တာအဲ့ကောင်တွေကနော်ကဲကျွန်တော်တို့စားလိုက်ကြအောင်နော်စားကျွန်တော်ခြားမလွင့်နေဘူးဗျာနော်မထင်မရှားလေးနဲ့ပဲကျွန်တော်လူတွေနဲ့ကျွန်တော်အလုပ်လုပ်ရှင်တယ်နာမည်မကြီးချင်ဘူးเนาะအချားမလွင့်တော့ဘူးကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတယ်ညာချမ်းလေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါเนาะအားလုံးပဲမင်္ဂလာပါเนาะကဲအားလုံးပဲဒုတိကိုလင်းဆိုတဲ့ YouTube channel ကနေပြီးတော့ကိုကမအားလုံးကိုပြန်လည်ပြီးတော့နှွေးထွေးစွာနဲ့ကြိုဆိုလိုက်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာပါเนาะကိုလင်းအခုတွေ့ပြီးမြင်ပြီဆိုရင် channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe နေပေးထားဖို့အားလုံးမေတ္တာရက်ခံပါတယ်နေပြီးသားကိုရီမတွေကလည်းလက်မလေးတွေပေးလို့ရတယ်အသေးလေးတွေပေးလို့ရတယ်ပေါ့เนาะဟုတ်ပြီလားကဲကျွန်တော်မနက်ဖြန်ဘယ်ရက်နေဖြစ်လဲ15ရက်နေပေါ့နော်မနက်ဖြန်15ရက်9လပိုင်း2026ဗုဒ္ဓဦးနေ့7နာရီ10မိနစ်တော့ကျွန်တော်သွားမယ်နော်ကဲမနက်ဖြန်ကျွန်တော်ဗုဒ္ဓဦးနေ့7နာရီ10မိနစ်ကိုကျွန်တော်ကိုင်းမဲ့ဝမ်းချင်းလေးကတော့နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နော်နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်ကိုလင်းကိုတွဲပြီးအခုမြင်ပြီဆိုရင်ကျွန်တော်မြင်ပြီမလားကိုလင်းကိုတွဲပြီးမြင်ပြီဆို channel ကို subscribe မလုပ်ရသေးရင်နှိပ်ထားနော်တခါလေးပြောလိုက်တာကဲဝမ်းချင်းလေးကတော့နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်အရင်လေးကတော့နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်ကဲနှစ်ခွန်ဝမ်းချင်းမှာကျွန်တော်ကလေးကနေနှစ်နဲ့ပတ်သက်လာဘာလေးတွေကြိုက်လဲဆိုရင်နှစ်3နှစ်5နှစ်6နှစ်8နော်နှစ်နဲ့ပတ်သက်ရင်ကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးတွေကနှစ်3နှစ်5နှစ်6နှစ်8ဝမ်းချင်းကနှစ်ခွန်နှစ်နဲ့ပတ်သက်ရင်နှစ်3နှစ်5နှစ်6နှစ်8ဝမ်းကြီးကနှစ်ခွန်နော်နှစ်နဲ့ပတ်သက်ရင်နှစ်3နှစ်5နှစ်6နှစ်8ခွန်နဲ့ပတ်သက်ရင်ခွန်3ခွန်5ခွန်6ခွန်8ဝမ်းကြီးကနှစ်ခွန်နှစ်နဲ့ပတ်သက်ရင်နှစ်3နှစ်5နှစ်6နှစ်8ခွန်နဲ့ပတ်သက်ရင်ခွန်3ခွန်5ခွန်6ခွန်8နော်ကဲအဲ့ဒါပြင်ကျွန်တော်ရဲ့စိန်မာစတာကီပြောမယ်နော်စိန်မာစတာကီကတော့3 5 8ကီဖြစ်ပါတယ်နော်စိန်မာစတာကီကတော့3 5 8ကီဖြစ်ပါတယ်နော်စိန်မာစတာကီကတော့3 5 8ကီဖြစ်ပါတယ်နော်စိန်မာစတာကီကတော့ဗုဒ္ဓဦးနေ့အတွက်ကို3 5 8ကီဖြစ်ပါတယ်ကိုလင်းရေးတဲ့4လဲကြံသေးတယ်လေဘယ်နာ4ရကြံတနေ့နေ့မနက်တည်းက4 8ထွက်ထားတယ်လေမင်္ဂလာပါရှင်မင်္ဂလာပါဝမ်းကြီးနှစ်ခွန်နှစ်နဲ့နှစ်3နှစ်5နှစ်6နှစ်8ခွန်နဲ့ပတ်သက်ရင်ခွန်3ခွန်5ခွန်6ခွန်8เนาะဒါဝမ်းကြီးနှစ်ခွန်ဝမ်းကြီးနဲ့ကျွန်တော်ကပ်ပေးထားတဲ့ကဏ္ဍလေးတွေပြီးတော့စိန်မာစတာကီက3 5 8ကီเนาะ3 5 8ကီကဲဒါပြင်ကျွန်တော်ကြိုက် main တင်ကွက်ပြောမယ်เนาะကျွန်တော်ကြိုက် main တင်ကွက်ကတော့40ရယ်60 15ရယ်ဖြစ်ပါတယ် main တင်ကွက်40 60 15เนาะ
40ရဲ့60ရဲ့15ရဲ့နော်40 60 15နော်40 60 15ကတော့ main တင်ကွက်ဖြစ်ပါတယ်နော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့ဗုဒ္ဓဦးတွေကိုဒီဗီဒီယိုမြင်ဒီဗီဒီယိုဒီ like ကိုမြင်တဲ့သူတွေအားလုံးပဲပိုင်ဆိုင်ကြပါစေလို့ကိုလင်းရနေပြီးဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲတက်တာပါ good night ပါအိမ်မက်လာလာမတ်ကြပါစေအားလုံးပဲမနက်ဖြန်နေကင်း2နာရီထိုးမှာ2နာရီထိုးမှာဒီအခုကျွန်တော်ပေးထားတဲ့ကဏ္ဍနဲ့ထွက်လို့ရှိရင်ကျွန်တော်တင်ပေးမယ်မထွက်လို့ရှိရင်ညနေကိုဒါပဲပြန်ထိုးပေးပါနော်ညနေ4နာရီကိုဒါပဲပြန်ထိုးပေးပါနော်တခါလေးပြလိုက်တယ်နော်အခုကျွန်တော်ပေးထားတဲ့ကဏ္ဍတွေကထွက်လို့ရှိရင်မနက်နေကင်း2နာရီထိုးကျွန်တော်လိုက်လွှင့်မယ်မထွက်ဘူးဆိုရင်ဒီကဏ္ဍတွေကိုညနေကိုပြန်ပြီးတော့ပြန်ထိုးပေးပါနော်ဟုတ်ပြီလားနော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့ဗုဒ္ဓဦးနေ့12နာရီ10မိနစ်ကိုအားလုံးပဲပိုင်ဆိုင်ကြပါသေးနော်โอเคမှာဆိုပြေကြပါသေးဗျာနော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲတက်တာပါ good night ပါအိမ်မက်လာလာမတ်ကြပါသေးနော်